အားလုံးပဲဆက်ဆိုပြီးတောင်းဆိုတဲ့သူတွေများလာတာကြောင့်အစအဆုံးတေချာလေးလုပ်ပေးထားတာမလို့အဆုံးထိကြည့်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ် like and follow လေးတွေလုပ်ပြီးcomment လေးတွေလည်းရေးပေးခဲ့ကြပါဦးစလိုက်ကြရအောင်တောအုပ်တစ်ခုထဲမှာဒရာဆာဟာလေရင်တစည်းဆိုက်ရောက်လာတဲ့အတန်ကြောင့်နိုးလာခဲ့တယ်သူမဟာလက်နက်ကိုအသင့်ပြင်ထားပြီးလေရင်ပေါ်ကလူတစ်ယောက်ဆင်းလာတာနဲ့သူ့ကောင်းကိုတက်တက်ပြစ်တက်လိုက်တယ်တစ်ဖက်မှာလည်းမရိန်းတပ်သားဟောင်းလီဘိုင်းဟာအိမ်မက်ဆိုးတစ်ခုကနေနိုးလာပြီးစိတ်ကြည်လင်သွားအောင်ကမ်းခြေမှာအနားယူဖို့ဆုံးဖြတ်လိုက်တယ်မနက်ခင်းမှာတော့သူ့ကိုမရိန်းတပ်စခန်းကိုလာခဲ့ဖို့စာတစောင်ရောက်လာခဲ့တယ်နောက်တော့စခန်းမှာလီဘိုင်းဟာအေဂျင့်ဘာတိုလောမျိုးနဲ့တွေ့ဆုံခဲ့တယ်လီဘိုင်းဟာမိသားစုတငယ်ချင်းမရှိတဲ့ထူးချွန်တဲ့စနိုက်ပါသမားတစ်ယောက်ဆိုတာသူမသိထားတဲ့အတွက်သူ့ကိုအလုပ်တစ်ခုကန့်လန့်ခဲ့တယ်လစ်တူယေးနီးယားမှာတော့ဒရာဆာဟာသူမအမေသေးဆုံးခြင်းနှစ်ပတ်လည်နေ့အတွက်တင်ကြိုင်းမှာဖခင်ဖြစ်သူနဲ့တွေ့ဆုံခဲ့တယ်ဖခင်ဖြစ်သူဟာသူ့ရဲ့ကင်ဆာရောဂါကကုသဖို့နောက်ကျသွားပြီဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်ဖေဖော်ဝါရီ14ရက်နေ့အထိသူမတည်သေးဘူးဆိုရင်ချစ်သူများနေ့မှာဇနီးဖြစ်သူနဲ့ပြန်ဆုံနိုင်ဖို့ကိုအဆုံးစီရင်တော့မယ်လို့ပြောခဲ့တယ်စက်တင်ဘာလမှာတော့လီဘိုင်းဟာမေဆေးရှိန်နဲ့အိပ်ပျော်နေရင်လေရင်ပေါ်မှာနိုးလာခဲ့တယ်သူတို့ဘယ်ရောက်နေတာလဲလို့စစ်သားတယောက်ကိုမေးပေမဲ့သူမကပြောပိုင်ခွင့်မရှိဘူးလို့ညှင်းဆိုခဲ့တယ်သူမဟာလီဘိုင်းရဲ့ပစ္စည်းအလုံးကိုသိမ်းယူလိုက်ပြီးလေရင်ပြန်တန်းခွင့်မရှိတဲ့စုံထဲကိုရောက်နေပြီဖြစ်ကြောင်းအခုပဲလေထီးနဲ့ခုန်ဆင်းပြီးကျန်တဲ့ခရီးကိုလမ်းလျှောက်သွားရမယ်လို့ပြောခဲ့တယ်လီဘိုင်းဟာတတ်မှတ်ထားတဲ့အိတ်ကိုယူပြီးခုန်ဆင်းလိုက်ကလေထီးဖွင့်ဖို့အချိန်ကောင်းကိုစောင့်ခဲ့တယ်သူဘေးကင်းဆင်းသက်နိုင်ခဲ့ပြီးတောင်တက်ခြင်းတောနှင်းခြင်းနဲ့စခန်းချခြင်းတွေပါဝင်တဲ့ခရီးရှည်ကြီးကိုစတင်ခဲ့တယ်နောက်ဆုံးမှာလီဘိုင်းဟာကြီးမားတဲ့6ကမ်းပါးကြီးတစ်ခုရဲ့အဆုံးကိုရောက်လာခဲ့တယ်အဲ့ဒီမှာသူဟာစစ်သားဂျေဒီနဲ့တွေ့ခဲ့တယ်ဂျေဒီဟာအဲ့ဒီနေရာမှာတစ်နှစ်လောက်ရှိနေပြီဖြစ်ပေမဲ့သူတို့ဘယ်နေရာရောက်နေတာလဲဆိုတာသူလည်းမသိပါဘူးသူတို့နှစ်ယောက်ဟာဆိုလာစွမ်းရင်အရန်မီးဆက်မိုးရေလောင်စနစ်ဟင်းသီးဟင်းရွက်ဆိုင်ခင်းနဲ့အမဲလိုက်ဖို့တားကောင်တွေအပြည့်ရှိပြီးမိမိဘာသာရက်တည်နိုင်တဲ့အနောက်ဘက်မျောစင်ကိုသွားခဲ့ကြတယ်၆ကြီးရဲ့တစ်ဖက်မှာတော့အရှေ့ဘက်မျောစင်ရှိပေမဲ့အဲ့ဒီကအဆောင်နဲ့ဆက်သွယ်ကိုတားမြစ်ထားပါတယ်6ထဲမှာမြေမြုပ်မိုင်းတွေနဲ့မဟာဗျူဟာမြောက်အတားအဆီးတွေရှိနေပြီးဖျက်ကူးဖို့လုံးဝမဖြစ်နိုင်ပါဘူးဂျေဒီကလီဘိုင်းကိုပတ်ပြရင်သူတို့ရဲ့တာဝန်ကိုရှင်းပြခဲ့တဲ့နေတိုင်းလီဘိုင်းဟာအနောက်ဘက်အစွန်းတစ်လျှောက်လမ်းလျှောက်ပြီးမီတာ600တိုင်းမှာရှိတဲ့အလိုလျောက်ဆက်တနက်စင်တွေမှာကြီးပြရမှာဖြစ်တယ်ဒါအပြင်ခြံစည်းရိုးတွေမိုင်းတွေနဲ့6ကြီးကိုဂျိုးလူတွေကနေမမြင်နိုင်အောင်အချက်ပြမားတွေပေးပို့နေတဲ့ကိရိယာတွေကိုလည်းစစ်ဆေးရမှာဖြစ်တယ်ရေဒီယိုကနေရက်ပေါင်း30တိုင်းတစ်ကြိမ်ဆက်သွယ်ပေမဲ့ပြင်ပလောကနဲ့ဆက်သွယ်ဖို့နီးလမ်းမရှိပါဘူးအရေးပေါ်အခြေအနေဖြစ်လာရင်အသက်သွင်းမဲ့ခလုတ်တစ်ခုရှိပေမဲ့အဲ့ဒါကဘာဖြစ်မလဲဆိုတာဂျေဒီကိုယ်တိုင်မသိသလိုအဲ့ဒီခလုတ်အသက်ဝင်လာရင်ပြေးဖို့ပဲလီဘိုင်းကိုအကြံပေးခဲ့တယ်ဒီနေရာဟာစစ်အေးတိုက်ပွဲခေတ်ကလေးကရှိခဲ့တာဖြစ်ပြီးနိုင်ငံအသီးသီးကစစ်တပ်တွေဟာဒီနေရာကိုလှုပ်ဝက်ထားဖို့ကတိပြုခဲ့ကြတာမို့နိုင်ငံတော်သမ္မတတွေတောင်မသိကြဘူးလို့ဂျေဒီကရှင်းပြတယ်လီဘိုင်းရဲ့တာဝန်ကတော့6ထဲကအရာတွေအပြင်ကိုမထွက်လာအောင်တားဆီးဖို့ပဲဖြစ်တယ်ဒါဟာယူးကြောင်နိုင်လာတယ်လို့ထင်ရပေမဲ့ဂျေဒီကိုယ်တိုင်6ထဲကနေထွက်လာတဲ့ဆူရှာတဲ့အော်တန်တွေနဲ့အဆောင်တွေကဟောလိုဝမ်လို့ခေါ်ကြတဲ့အရာတွေကိုတွေ့ဘူးတဲ့အခါမှာတော့ယုံကြည်သွားခဲ့တယ်1940နောက်ပိုင်းမှာမြင်းစီတရင်3ခုကို6ထဲကိုပို့ခဲ့ဘူးပေမဲ့ဘယ်သူမှပြန်မလာခဲ့တဲ့အတွက်အခုခါမှာတော့အကုန်တက်ပစ်ဖို့ထက်တားဆီးပိတ်ဆို့ဖို့ကိုပဲအဓိကထားတော့တယ်လို့ဆိုတယ်အဲ့ဒီနောက်ဂျေဒီဟာမျော်စင်ကနေထွက်ခွာပြီးလာကြိုမဲ့နေရာလမ်းလျှောက်သွားခဲ့တယ်ရဟတ်ရင်တစည်းကသူ့ကိုအကျိုးနဲ့လာကြိုပြီးစစ်သားတယောက်ကသူ့ရဲ့အထောက်ထားကိုမေးတယ်ဂျေဒီကလှုပ်ဝက်စကလုံးကိုပြောလိုက်တာနဲ့အဲ့ဒီစစ်သားကသူ့ကောင်းကိုတနက်နဲ့ပစ်တက်လိုက်ပြီးအလောင်းကိုတောင်ပေါ်ကနေပစ်ချလိုက်တယ်တလားကြတဲ့အခါမှာတော့လီဘိုင်းဟာပြင်းစရာကောင်းတဲ့အလုပ်တွေနဲ့ရင်ပါနေပါပြီသူဟာနယ်နိမိတ်တစ်လျှောက်လမ်းလျှောက်တဲ့လုံခြုံရေးစနစ်တွေကိုပြုပြင်တယ်ရေဒီယိုကနေသတင်းပို့တယ်တစ်ဖက်ကအတန်ကတော့အားလုံးအဆင်ပြေရဲ့လားဆိုတာကိုပဲမေးပြီးလီဘိုင်းဘာမှပြန်မမေးနိုင်ခင်မှာပဲဖုံးချသွားလေးရှိတယ်တနေ့ဆိုင်ခင်းမှာအလုပ်လုပ်နေတော့လီဘိုင်းဟာတစ်ဖက်မျောစင်မှာလှုပ်ရှားမှုတစ်ခုကိုသတိပြုမိလိုက်တဲ့သူမှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါထင်းခုန်နေတဲ့ဒရာဆာကိုတွေးလိုက်ရတယ်သူမကလည်းသူ့ကိုမြင်ပေမဲ့လစ်လူရှုထားခဲ့တဲ့မုန်တိုင်းထန်တဲ့ညတညမှာလီဘိုင်းဟာအိမ်မက်ဆိုးကြောင့်လန့်နိုးလာပြီးဖန်ခွက်တစ်ခုကိုခွဲမိသွားတယ်သူဟာရန်သူတိုက်ခိုက်ခံရတယ်လို့ထင်ပြီးတနက်ကိုဆွဲကင်လိုက်ပေမဲ့ခြေထောက်မှာနာကျင်မှုကိုခံစားရတော့မှဖန်ခွက်နင်းမိတာမှသိပြီးစိတ်အေးသွားခဲ့တယ်ခြေထောက်ကိုဆေးထည့်နေတော့မှဒရာဆာဟာမအိပ်သေးပဲသူ့ကိုကြည့်နေတာကိုသတိပြုမိလိုက်ပေမဲ့လီဘိုင်းပြန်ကြည့်လိုက်တဲ့အခါမှာတော့သူမအိပ်ရာဝင်သွားခဲ့တယ်နောက်ထပ်တလကြာတဲ့အခါမှာတော့ဒရာဆာဟာသူမရဲ့မွေးနေ့ကိုတယောက်တည်းကျင်းပခဲ့ရတယ်ပြင်းရမှုကိုမခံနိုင်တော့တဲ့အတွက်သူမဟာလီဘိုင်းသတိပြုမိအောင်တနက်ဖောက်လိုက်ပြီးအခုကြည့်နေတဲ့သူတွေမှာစော်ရှိလားဆိုရေးထားတဲ့ဆိုင်းဘုတ်ကိုထောင်ပြလိုက်တယ်လီဘိုင်းကသူတို့စကားမပြောရဘူးလို့ပြန်ရေးပြပေမဲ့ဒရာဆာကတော့သူမမွေးနေ့မှာသူမလှုပ်ချင်တာလုပ်မယ်လို့ပြန်ပြောခဲ့တယ်လီဘိုင်းကလည်းသဘောကျပြီးသူ့နာမည်ကိုပြန်ပြောလိုက်ကသူတို့နှစ်ယောက်ခွက်ချင်းတိုက်ခုံပြုခဲ့ကြတယ်နောက်တော့ဒရာဆာဟာတချင်းကိုအကျယ်ကြီးဖွင့်ပြီးကခဲ့ကလီဘိုင်းကိုလည်းလိုက်ကဖို့ခေါ်ခဲ့တယ်လီဘိုင်းကသူဟာကရတာညံ့ပေမဲ့စနိုက်ပါပစ်တာတော့တော်တယ်လို့ပြောတဲ့အခါဒရာဆာကလီဘိုင်းရဲ့ရေဘူးကိုတနက်နဲ့ပစ်ပြလိုက်တယ်လီဘိုင်းကလည်းဒရာဆာရဲ့ရေဘူးကိုပြန်ပစ်လိုက်ပြီးဒရာဆာကနောက်ထပ်ရေဘူးတစ်ဘူးကိုခေါင်းပေါ်တင်ကဆက်ကစားဖို့ပြင်ပေမဲ့6ထဲမှာတစ်ခုခုလှုပ်ရှားနေတာကိုတွေးလိုက်တဲ့အတွက်အားလုံးကိုရက်လိုက်ရတယ်လီဘိုင်းငုံကြည့်လိုက်တဲ့အခါမှာတော့တစ်ပင်တွေနဲ့လှုပ်ထားတဲ့လူသားနဲ့တူတဲ့ထူးဆန်းတဲ့တရဝါတွေဟာသူ့ဘက်က6ကမ်းမအတိုင်းတက်လာနေတာကိုတွေးလိုက်ရတဲ့သူဟာအဲ့ဒီတရဝါတစ်ကောင်ကိုချက်ချင်းပစ်ချလိုက်ရာမိုင်းပေါ်ကိုကျသွားပြီးကျန်တဲ့တရဝါအများစုပါပြုတ်ကျကုန်တဲ့ကျန်နေသေးတဲ့တရဝါတွေကိုလီဘိုင်းကဆက်ပစ်နေပြီးဒရာဆာကလည်းသူမရဲ့စက်တနက်နဲ့ကူညီပေးခဲ့တယ်သူတို့နှစ်ယောက်ပူးပေါင်းလိုက်တဲ့အခါမိနစ်ပိုင်းအတွင်းမှာပဲတရဝါအားလုံးကိုနှိမ်နှင်းနိုင်ခဲ့တယ်အားလုံးပြီးသွားပြီလို့ထင်နေတော့မှတရဝါတစ်ကောင်ကဒရာဆာရဲ့ဝရန်တာကိုရောက်လာခဲ့လို့သူမကတနက်နဲ့ပစ်ပြီးကန်ချလိုက်ရတယ်အဲ့ဒီနောက်မှာတော့တရဝါတွေဟာသူမဘက်ကကမ်းပါးကိုပါတက်လာကြလို့သူတို့နှစ်ယောက်ထပ်မံပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်နောက်ထပ်တရဝါတစ်ကောင်မိုင်းပေါ်ကျ
ပြီးပောက်ကွဲမှုဖြစ်တဲ့အခါလွင့်စင်လာတဲ့တန်ဆာအချို့ကြောင့်ဒရာဆာရဲ့ပခုံးမှာဒဏ်ရာရသွားခဲ့တယ်။နောက်ဆုံးမှာတော့တတဝါတွေဟာနှစ်ဖက်စလုံးကနေတပြိုင်နက်တက်လာကြပေမဲ့လီဘိုင်းနဲ့ဒရာဆာတို့ဟာစက်တနက်တွေနဲ့မိုင်းတွေကိုတုံးပြီးတတဝါအားလုံးကုန်သွားတဲ့အထိရှင်းလင်းနိုင်ခဲ့တယ်။မနက်ခင်းမှာတော့ဒရာဆာဟာဒဏ်ရာကိုဆေးထည့်ရင်းဒါဟာသူမအတွက်အကောင်းဆုံးမွေးနေ့ပဲလို့လီဘိုင်းကိုပြောခဲ့တယ်။အဲ့ဒီနောက်လီဘိုင်းဟာ6ထဲကိုဆင်းပြီးပျက်စီးသွားတာတွေကိုပြုပြင်ကမိုင်းတွေကိုအစ်စ်လဲခဲ့တယ်ရုတ်တရက်6ထဲကနေဒရုန်းတစ်စီးပြန်တက်လာပြီးထွက်ခွာသွားခဲ့တယ်။ဒီဇင်ဘာလမှာတော့လီဘိုင်းဟာခရစ်စမတ်တစ်ပင်ပုံစံဖြစ်အောင်တောထဲကတစ်ပင်တစ်ပင်မှာမီးလုံးလေးတွေဆင်ပေးခဲ့ပြီးဒရာဆာအတွက်ဆိုင်းဘုတ်တစ်ခုကိုလည်းထောင်ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာတယောက်နာမည်တယောက်ရေးပြီးနှင်းလူရုပ်လုပ်တာစတူရန်ကစားတာအိုးခွက်ပကံတွေနဲ့ပုံတီးတာစတဲ့အလုပ်တွေကိုအတူတူလုပ်လာခဲ့ကြတယ်။ဖေဖော်ဝါရီ14ရက်နေ့မှာလီဘိုင်းဟာဒရာဆာမိသားစုတပ်ပုံရှိမှငိုနေတာကိုတွေ့လိုက်ရတယ်။သူမကဒီနေ့ဟာခက်ခဲတဲ့နေ့တစ်နေ့ဖြစ်လို့လီဘိုင်းကိုသူမအနားမှာရှိစေချင်တယ်လို့ပြောခဲ့တယ်။လီဘိုင်းဟာလက်နက်တိုက်ထဲကကိရိယာတွေကိုတုံးပြီးဒုံးပြန်တစ်ခုကိုတီထွင်က6ကြီးရဲ့တစ်ဖက်ကိုပစ်လွတ်လိုက်တယ်။အဲ့ဒါဟာတစ်ပင်တစ်ပင်မှာသွားညှိပြီးမီးလောင်သွားပေမဲ့ဒရာဆာကသွားငိမ့်တက်တဲ့အခါဒုံးပြန်မှာကျိုးတစ်ချောင်းချိတ်ထားတာကိုတွေ့လိုက်ရတယ်။သူမကကျိုးကိုတစ်ပင်မှာတိတိကျကျချိလိုက်ပြီးမျောစင်ကိုပြန်လာတဲ့အခါလီဘိုင်းကသူမကိုညစာစားဖို့ဖိတ်ခေါ်နေတာကိုတွေ့ရတယ်။လီဘိုင်းဟာကျိုးအတိုင်းရှော့ဆင်းပြီး6ကြီးကိုဖျက်ကူးခဲ့ပေမဲ့လမ်းခုလက်မှာတကိုယ်လုံးတနေခဲ့တယ်။ကံကောင်းထောက်မှစွာနဲ့သူဟာလက်အိတ်ဝတ်ထားတဲ့အတွက်လက်နဲ့ကျိုးကိုကင်ပြီးဆက်သွားနိုင်ခဲ့တယ်။မကြခင်မှာပဲသူဟာဒရာဆာရဲ့မျောစင်ကိုရောက်သွားပြီးသူမကိုပန်းစီပေးခဲ့တယ်။လီဘိုင်းဟာလှုပ်ရှားမှုတွေအများကြီးလုပ်ထားလို့လူကနန်းနေတာကြောင့်ရေချိုးဖို့ဒရာဆာကပြောခဲ့တယ်သူရေချိုးနေတော့မှဒရာဆာကသူ့ယူနီဖောင်းကိုတင်လိုက်ပြီးအရင်လူတွေထားခဲ့တဲ့အဝတ်အစားတစ်တွေကိုထုတ်ပေးခဲ့တယ်။ညစာစားရင်သူတို့ဟာကြေးစားစစ်သားဘဝအတွေ့အကြုံတွေအကြောင်းဆွေးနွေးခဲ့ကြပြီးအတူတူကခုံကအတူတူဟီဟီဟီလိုက်ကြပါတယ်။မနက်ခင်းမှာလီဘိုင်းဟာကျိုးအတိုင်းသူ့မျောစင်ကိုပြန်ဖို့ကြိုးစားခဲ့တယ်။အဲ့ဒီအချိန်မှာဟောလိုမန်တွေပေါ်လာပြီးမိုင်းတစ်ခုကိုနင်းမိလိုက်တာကြောင့်ပောက်ကွဲမှုဖြစ်ကကျိုးပြတ်သွားခဲ့တယ်။လီဘိုင်းပြုတ်ကျသွားပေမဲ့ချက်ချင်းပဲလေထီးကိုဖွင့်နိုင်ခဲ့တယ်။ဒရာဆာကလည်းလက်နက်တွေနဲ့လေထီးကိုယူပြီး6ထဲကိုခုန်ဆင်းခဲ့တယ်။သူမဟာအချိန်နဲ့ကြာလာပြီးနောက်မြစ်တစ်ခုတည်းကိုကျသွားခဲ့တယ်။သူမရဲ့လေထီးဟာကြောက်ဆောင်တစ်ခုမှာညှိနေတဲ့အတွက်ဖျက်ပစ်လိုက်ရတဲ့ရေစီးကသူမကိုတုံးထုတ်သွားပြီးကြောက်ဆောင်တစ်ခုနဲ့ရိုက်မိတဲ့အတွက်အလိုလျောက်အတက်ကိရိယာလွတ်ကျသွားခဲ့တယ်။ဒရာဆာဟာတစ်မြစ်တွေကိုလှမ်းကင်ပြီးကုန်းပေါ်တက်နိုင်ခဲ့တယ်။တစ်ဖက်မှာလည်းလီဘိုင်းဟာတစ်ပင်တစ်ပင်မှာညှိပြီးတတိမိနေခဲ့တဲ့တကိုင်းတစ်ခုကလှုပ်ရှားလာပြီးအဲ့ဒါဟာတရဝါတစ်ကောင်ဖြစ်နေတာကိုတွေ့ရတယ်။အဲ့ဒီတရဝါကလီဘိုင်းနာကိုရောက်လာတဲ့အခါသူနိုးလာပြီးတနက်နဲ့ပြစ်ကကျိုးတွေကိုဖျက်ခဲ့တယ်။သူမြေပြင်ပေါ်ကိုကျသွားပေမဲ့အဲ့ဒါဟာရှုံးမဟုတ်ပဲနောက်ထပ်တရဝါကြီးတစ်ကောင်ရဲ့ပါဆက်ဖြစ်နေခဲ့တယ်။လီဘိုင်းဟာအဲ့ဒီကက်ဆေးနေတဲ့အရာတွေထဲမှာပိတ်မိနေတော့ဒရာဆာရောက်လာပြီးတရဝါကိုပြစ်ခတ်ကသူ့ဘဲကိုကဲထုတ်နိုင်ခဲ့တယ်။သူတို့နှစ်ယောက်ဟာ6ကန်းပါးနေရန်ကိုပြန်သွားဖို့ကြိုးစားနေတော့မှမြင်းစီထားတဲ့ဟော်ဘိုမန်နှစ်ကောင်ပေါ်လာခဲ့တယ်။အဲ့ဒီတရဝါတွေဟာဓားတွေနဲ့တိုက်ခိုက်ကြပြီးတကောင်ကဒရာဆာပေါ်ကိုခုံအုပ်ခဲ့တယ်။ဒရာဆာကသူ့လေပင်ကိုဓားနဲ့ထိုးပြီးမျက်နှာကိုတနက်နဲ့ပစ်တက်လိုက်တယ်။နောက်တစ်ကောင်ကလီဘိုင်းရဲ့တနက်ကိုကြာပုတ်နဲ့ရိုက်ချလိုက်ပေမဲ့လီဘိုင်းကအရန်တနက်နဲ့မြင်းရောလူပါပစ်တက်လိုက်တယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့အတက်ကရိယာမြစ်ထဲကျသွားတဲ့အတွက်ကမ်းပါးတွေကလည်းမြင့်လွန်းလို့ပြန်တက်ဖို့မဖြစ်နိုင်တော့တာကိုသိလိုက်ရတယ်။ဒါကြောင့်မြစ်ကြောင်းအတိုင်းလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။လီဘိုင်းကသူ့တက်လိုက်တဲ့တရဝါကိုတေချာကြည့်တဲ့အခါအင်ဂျီမှာဟောင်းလွှမ်းနေတဲ့စစ်ယူနီဖောင်းကိုတွေ့လိုက်ရတယ်။ဒါဟာပျောက်ဆုံးသွားတဲ့မြင်းစီတပ်ရင်းတွေဟာဟောလိုမန်တွေဖြစ်သွားတာပဲဖြစ်တယ်။သူတို့ဟာတောထဲကိုဆက်သွားရင်းအယိုးစုပေါင်းများစွာကိုတွေ့ခဲ့ကြတဲ့နောက်ဆုံးမှာတော့အပင်တွေဖုံးလွှမ်းနေတဲ့ဆွန့်ပစ်ထားတဲ့မြို့တစ်မြို့ကိုရောက်သွားခဲ့တဲ့တရဝါတွေရဲ့အော်တန်ကိုကြားရတဲ့အတွက်သူတို့ဟာဖះเจ้าတစ်ခုထဲမှာပုန်းခဲ့ကြတယ်။အဲ့ဒီမှာလည်းအယိုးစုတွေကိုတွေ့ရပြီးလေပိုင်းကဆိုင်ယာနိုင်အနံ့ကိုရတဲ့အတွက်ဒီလူတွေဟာဒီနေရာမှာမနေချင်တော့လို့ကိုအဆုံးစီရင်သွားတာမှန်သိလိုက်ရတယ်။ရုတ်တရက်ပင်ကူကြီးတွေပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ခဲ့တယ်။သူတို့နှစ်ယောက်ဟာပင်ကူတွေကိုအစွမ်းကုန်ပစ်တက်ခဲ့ကြတယ်။ဒရာဆာကြီးကုံသွားတဲ့အခါလေပိုင်းကကူညီပေးခဲ့တယ်။သူတို့ထွက်ပြေးဖို့ကြိုးစားတော့မှဟောလိုမန်တွေထက်ရောက်လာပြန်တယ်။သူတို့ဟာပင်ကူရောဟောလိုမန်တွေကိုပါတပြိုင်နက်တိုက်ခိုက်ခဲ့ရတယ်။နောက်ဆုံးမှာဒရာဆာကလက်ပစ်ပုံးနဲ့နေရန်ကိုဖောက်လိုက်ပြီးသူတို့နှစ်ယောက်ထွက်ပြေးနိုင်ခဲ့တယ်။သူတို့ဟာကမ်ပါနေရန်အနီးကတကားအဟောင်းတစ်ခုတည်းကိုဝင်သွားတဲ့အခါအပင်တွေဖုံးလွှမ်းနေတဲ့လှုပ်ဝက်တက်ခွဲခန်းတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာ1946ခုနှစ်ရုပ်ရှင်ကားချက်တစ်ခုကိုတွေ့ရပြီးသိပ္ပံပညာရှင်တယောက်ကဒုတိယကမ္ဘာစစ်အတွင်းဇီဝဓာတုဒုံးပြန်တွေထုတ်လုပ်ဖို့ကြိုးစားခဲ့ကြတာဖြစ်ကြောင်းငလင်လှုပ်ပြီးဓာတုပစ္စည်းတွေရိုးစိမ့်မှုကြောင့်ဒေသခံအပင်တွေနဲ့တရဝါတွေရဲ့ DNA တွေပြောင်းလဲသွားခဲ့တာဖြစ်ကြောင်းရှင်းပြထားတယ်။အဲ့ဒီအစိမ့်ငွေတွေဟာသိပ္ပံပညာရှင်တွေကိုပါထိခိုက်စေခဲ့ပြီးအမျိုးသမီးရဲ့ပိုက်မှာတကိုင်းတွေထွက်နေတာကိုပြသထားတယ်။ကံကောင်းတာကဒီအစိတ်တွေဟာ6ထဲမှာပဲရှိနေတဲ့အတွက်လူသားတွေကိုမထိခိုက်ခဲ့ပါဘူး။နောက်ထပ်အခန်းတစ်ခုမှာတော့2000ပြည့်နှစ်နောက်ပိုင်းကကွန်ပျူတာတစ်လုံးကိုတွေ့ရပြီးဒါဟာတက်လိပ်ဆိုတဲ့ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီကအစွမ်းထက်စစ်သားတွေဖန်တီးဖို့ဆက်လက်စမ်းသပ်နေတာမှန်သိလိုက်ရတယ်။သူတို့တွေ့ခဲ့တဲ့ drone ကလည်းစမ်းသပ်ဖို့နမူနာတွေလာယူလာဖြစ်တယ်။လီဘိုင်းဟာ Satrado Protocol ဆိုတာအစိမ့်ငွေတွေပြန့်နှံ့သွားရင်ဒီနေရာတစ်ခုလုံးကိုရှင်းလင်းပစ်မဲ့နျူကလ িয়ার ဘုံဖြစ်ကြောင်းသိလိုက်ရတယ်။သူတို့အပြင်ကိုထွက်ဖို့ကြိုးစားတော့မှဒရာဆာဟာဟောလိုမန်ရဲ့ကြာပိုးနဲ့အဖမ်းခံရပြီးဆွဲခေါ်သွားခြင်းခံရတယ်။လီဘိုင်းကခြေရခံလိုက်သွားတဲ့အခါနျူကလ িয়ার ဘုံရှိတဲ့နေရာကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာဟောလိုမန်ကဒရာဆာကိုညှဉ်းပန်းနှိပ်စက်နေခဲ့တယ်။ဒရာဆာဟာအစွမ်းကုန်ပြန်လဲတိုက်ခိုက်ခဲ့ပြီးလီဘိုင်းရောက်လာကဟောလိုမန်ကိုပြစ်တက်လိုက်တယ်။အဲ့ဒီတတဝါဟာလီဘိုင်းရဲ့မျှော်စင်မှာပထမဆုံးအလုပ်လုပ်ခဲ့တဲ့အဆောင်ဖြစ်နေခဲ့တယ်။သူတို့နှစ်ယောက်ဟာအစိမ့်ငွေတွေရိုးစိမ့်တဲ့နေရာကိုဖျက်ကျော်ပြီးထွက်ပြေးခဲ့ကြတယ်။လမ်းမှာတတဝါကြီးတွေရဲ့တိုက်ခိုက်မှုကိုခံရပေမဲ့ပောက်ကွဲမှုတွေဖန်တီးပြီးလွတ်မြောက်ခဲ့ကြတယ်။နောက်ဆုံးမှာသူတို့ဟာစစ်သုံးချစ်ကားတစ်စီးကိုပြင်ပြီးကမ်းပါပေါ်ကိုကျိုးနဲ့ဆွဲတင်ကားတက်ခဲ့ကြတယ်။လမ်းမှာဟောလိုမန်တွေလိုက်လာပြီးတိုက်ခိုက်ကြတဲ့အတွက်ကားပါပောက်ကွဲသွားခဲ့တယ်။လီဘိုင်းရဲ့ခြေထောက်ကျိုးသွားပေမဲ့သူတို့ဟာကမ်းပါပေါ်ကိုအရောက်တက်နိုင်ခဲ့ပြီးဒရာဆာရဲ့မျှော်စင်ကိုပြန်ရောက်လာခဲ့တယ်။သူတို့ဟာယောဂကူးစက်မှုရှိမရှိသိနိုင်ဖို့9ရက်ကြာတိကျစီနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပြီး6ကြီးကိုဖျက်ဆီးပြီးအတူတူထွက်ပြေးဖို့အစီအစဉ်ဆွဲခဲ့ကြတယ်။လီဘိုင်းကဒရာဆာကိုချစ်တယ်လို့ပြောပြီးသူ့မျှော်စင်ကိုပြန်သွားခဲ့တယ်။
နောက်တစ်နေ့ရေဒီယိုသတင်းပို့တဲ့အခါအေဂျင့်ဘာတိုလိုမျိုးကဖုန်းကင်ခဲ့တယ်သူမကလီဘိုင်းတို့တခွဲကန်းနဲ့ဝင်သွားတာကိုကင်မရာကနေတိထားတဲ့အတွက်လီဘိုင်းကိုဒရာဆာကိုတတ်ဖို့အမိန့်ပေးခဲ့တယ်လီဘိုင်းကလက်ခံတယ်လို့ဟန်ဆောင်ခဲ့တယ်နောက်တစ်နေ့မှာဒရာဆာကလီဘိုင်းကိုကျမလည်းရှင့်ကိုပြန်ချစ်ပါတယ်လို့စာရေးပြနေတော့ရဟတ်ရင်တစည်းရောက်လာခဲ့တယ်သူတို့နှစ်ယောက်တော်တဲကိုထွက်ပြေးကြပြီးဒရုန်းတွေကိုပစ်ချခဲ့ကြတယ်နောက်ဆုံးမှာသူတို့ဟာကလော့ကဆက်တွေကိုဖျက်ဆီးလိုက်တဲ့အတွက်6ကြီးဟာဂျိုရုတွေမှာပေါ်လာပြီးနျူကလ িয়ার ဘုံအသက်ဝင်သွားခဲ့တယ်ဘာတိုလိုမျိုးတို့အဖွဲ့ရဟတ်ရင်နဲ့ထွက်ပြေးပေမဲ့ပောက်ကွဲမှုကြောင့်ပြက်ကျတေဆုံးကုန်တယ်လီဘိုင်းလည်းပောက်ကွဲမှုကြောင့်မြစ်ထဲပြုတ်ကျသွားခဲ့တယ်ဒရာဆာကအခုတစ်ခုထဲမှာလီဘိုင်းကိုတလကြာစောင့်ခဲ့ပေမဲ့သတင်းမရတဲ့အတွက်တယောက်တည်းထွက်ခွာခဲ့တဲ့အချိန်တော်ကြာပြီးနောက်ပြင်သစ်နိုင်ငံမှာဒရာဆာဟာစပွဲထိုးအဖြစ်အလုပ်လုပ်နေတော့လီဘိုင်းကိုပြန်တွေ့ခဲ့ရတယ်လီဘိုင်းကဒဏ်ရာတွေပျောက်ကင်းအောင်ကုသနေရလို့ကြာသွားတာဖြစ်ကြောင်းရှင်းပြပြီးသူတို့နှစ်ယောက်ပြန်လဲဆုံတွေ့ခဲ့ကြပါတယ်